Hello အားလုံးပဲမင်္ဂလာပါရှင်။ကူကူရဲ့ Sara Base ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့ကတော့ဖတ်ထမင်းလေးကိုစားကျင်တဲ့အတွက်ကြောင့်ဖတ်ထမင်းလေးပေါင်းတယ်။ရှင်ကဖတ်ထမင်းပေါင်းလေးကိုစားရပါရှင်။ဖတ်ထမင်းကြိုက်သူများအဖွဲ့ပါ။ဟုတ်ပါတယ်။ကင်ဖွင့်ပြီးစားပြရ။ဖတ်ထမင်းကိုမှကြက်သားဟင်းလေးနဲ့ပါ။ကျွေးမောင်းကစိတ်ပါလဲစားဒီကကိုကြက်သားတွေနဲ့ကြက်သားဟင်းနဲ့ပါရှင်။ဒါတော့ဒီရဲ့ဟင်းညိုပါ။ဒါကကျတော့ပဲဟင်းညိုလေးပါရှင်။မှောက်ကုန်ပြီပဲဟင်းညိုလေးပါရှင်ဒါတော့ငပိတိုးစီရပါစားကြပါဦးရှင်ဒါတော့မမီအတွက်မိုယူပဲဖြစ်ပါရဲ့ဆောင်းမတောက်တော့ဘူးဘာလို့လဲမနက်ကလေးပါရှင် ice cream စားခိုင်းနဲ့ဖွေးမွေးလေးနဲ့မွေးနေရတယ်စားလို့ကောင်းမှာကောင်းမြူသီးကြော်လေးဒီဘက်လေးတော့ပေါ့အမေသမင်းများလို့သမင်းများဒီလိုမျိုးဒီမှာမေးရင်ချာသမင်းကြီးပူးရှိနေရများတဲ့ခါကျတော့မကုန်နိုင်ပေါ့နော်မကုန်နိုင်တော့နည်းနည်းလေးဖယ်စားပါမယ်ရှင်သမင်းစားနိုင်တဲ့သူတယောက်ဝါလာအောင်ထည့်ပေးထားတာဆိုရင်ဒီတီးချိုးတွေလည်းအများကြီးဒီထည့်ပြီးတော့မှောက်ကြဒီတီးချိုးတွေလည်းအများကြီးပါနော်ချမရဲ့ကြော်လေးလည်းပါတယ်မြူသီးကြော်လေးလည်းပါတယ်သမင်းလေးလည်းပေါ့ပါကြိုက်တာကဲချက်သားပေါင်စားမှာနော်မစားဒီထည့်ရတယ်ရချက်ပေါင်နဲ့အာလူလေးနဲ့ပါတယ်ဒီခါကဲအလမစားကြပါဦးရှင်ချမရဲ့ဆိုလို့ရှိရင်တော့ဒီချိုးဆိုင်လေးဆိုလို့ရှိရင်နည်းနည်းလေးရတယ်ရှင်မြတ်မှန်ဒီမှာကြီးအများကြီးမချက်ပေါင်ဆိုလို့ရှိရင်ကြီးပါကြီးဒီကအာလူပါလာတယ်နော်ဒီကအာလူအဲ့ဒီနေ့ရောမှာချက် yes အနည်းကအရင်ကောင်းပါI like that နဲ့ဝေးပြီးတော့ဘာဆိုင်ချက်လေးအော်အိမ်ချက်လေးလိုပဲဆိုတော့ဆိုင်ချက်လေးလိုပဲရောင်းသွားမင်္ဂလာဈေးနာရွှေမြတ်မှန်ထမင်းအကြိုက်ဆုံးဟုတ်တယ်ထမင်းဆိုရွှေမြတ်မှန်ပဲကိုအိမ်ရစားပါတော့အရင်ကြိုက်ဖတ်တယ်ဖတ်ခက်လက်စားရန်အားရတဲ့မမေးထမောင်တို့ရုံးအဲ့ဒါလည်းဘာယူလဲနော်ထမောင်တို့ရဲ့အာဦးလေးလည်းကောင်းတယ်။ပေါ်ရတာကြီးနေတယ်လို့ဖြစ်။မင်းအာယူစားအောင်မလား။အားကြည့်တော့အားကောင်းလား။အာယူလေးထစားပါတော့လေ။ကိုပြစားပါပါမယ်။လည်းခါနေပါ။ဆက်။ခမီသက်သက်ဆွဲချက်။မဒါရောပိန်းနေတယ်။အဲ့ဒါမင်းကတော့အနှစ်လေးနဲ့တေးလေးချာချာလေးနေပြီးစားရင်ပူစားကောင်းတယ်နော်။ဟုတ်တယ်။တေးချာချာလေးနေလိုက်ပါမယ်ရှင်။ဟုတ်။ဒီနေ့ဘုရင်ခမေးပြီးပြေအောင်နော်။မဝလို့ရှင်။တွေ့ပြီ။ဟောတယ်မှာနိုင်တယ်။မြောင်းရတော့လေဖတ်တမ်းမအောင်။ထမင်းရအများကြီးပဲထည့်ပေးထားတယ်။လူတယောက်စားတော့မှအဲ့လောက်ထိမကုန်နိုင်။အဲ့လောက်တော့ထည့်ပေးတာအများကြီးပဲ။ကဲစမ်းကြမယ်။လေးတဲ့ကြည့်လို့ရှင်နော်။အားလုံးပဲစားကြပါဦးရှင်အားလုံးပဲစားကြပါဦးရှင်ခမီစားဘာမေးလို့ပြထားဟုတ်ကြဝါဒီဘယ်ဒီဟောပါဆောက်ရဟောပါမေရဟာဒီတော့ကြာရင်အကြိုက်ဆုံးမဟုတ်တယ်ရှင်မမဆိုတော့ကသူတသားဟင်းလေးရတာလေဟုတ်ကောင်းတယ်ရှယ်ပဲဘူးကအရင်ကြိုက်တယ်ဘူးမြင်မြင်လေးဆွဲနေအားရရပါ他们高难，啊，人家高。ကောင်းတာ
ကယ်မရှိအာလူလေးစားကြည့်အာလူလေးအိ အဲ့ဒါတော်တော် အာ ကောင်း လူလေးအိ တို့အနေနဲ့ရတယ်လုံးဝတို့အနေနဲ့ဆိုကြည့်ရတယ်ဒီအမြက်ကကြလုံးဝမကောင်းဘူးချူချူလေးနဲ့ အနေလေးရတယ်ဆွေမိဝေးအော်ဘာဒီ ချူမိ ဘူးနော်ဒီရတော့အတီးပဲရမ်းကြိုက်ပါလေဒီမိချက်မတုံး စားတယ်အဲ့မှာအာလူလေးစား ဘာမတက်အာလူလေး ဆက်တာတော့ဆက်တယ်ထင်တာ နည်းနည်းတော့သူကမဆလာရတာလေးရောနည်းရပါဘူးကောင်းရမှာလို့ရှင်းကောင်း very good အဲ့လိုမျိုး မိတဲ့ တော့လေးတက်ကောင်း တော့ဒီဘာမှမရှိပါဘူးသွားဝယ်စားတာပါ ဟုတ်ပါ မပိန်းနေတော့တော်တော်တဲ့ မေလာ 哪个看嘛？然后你秀， တော့တော့ကောင်းပါလေကောင်းနည်းတော့ 关了。 တခါကြီးရစိတ်ကတော်တော်လေးလာတယ်ထိုးလာတခါကြီးကအနိုင်ခိုးဟောင်း 你那边第一月再多，第一月演唱会。 ဘူးကမင်းတို့ပါတိုက်တာဆိုလို့မငါအောင်နေတော့အဲ့လိုငါလည်းတိုက်ပတ်သက်တယ်这个高， ရန်ကောင်းတော့ 啥比？ ဟုတ်လားဆက်ဒါကအားလုံးလေးကလည်းချိုးနေရတယ် ကောင်း 明白？อันนี้นี่นี่。อันนี้是นี่上。你都不要啥子。 ဟောတကယ်ကိုမှအဲ့ဒီမျိုးဆိုမိုက်စပတ်နေလို့ 对。 ထမင်းလို့ဟောမထမင်းယုံလားယုံနေ 他们没有人。 စားတယ်ရန်စားတော့လိုက်တာ 我说他都不来。 သူ့အမေဖာပါစားတယ်အဲ့လိုလိုပြပါတော့မှလုံးဝထင်းနေပါတော့ကဲဆင်မကျော်ရတာလေးရသူ့ရဲ့သားရဲ့ရတာလေးဆိုလုံးဝအောင်မှဆရာလည်း 这发啥不好发呀？ အတက်နေတယ် 秀呢这。 ဟုတ်ပြီ 啥搞不来行，好没？
စားနေရဆက်လိုက်ပင်းလေးတော့เราเรียกเขาแน่ๆหมูจะโตเขาကုန်ပါစားတယ်ก็ใจแล้ว လိမ့်နေတယ်ရှင်းတယ်ဒီလုတ်ထက်အတုံးကြီးအိ นี่ก็ตัวจะตาลงเนี่ยตาอะไรเลยแล้วมันนู้อีกนะนะคะบางกูรู้เห็นกูผู้ใจถ้าทำไม่แน่นเลยกูว่าทำไม่สะอาดเองนะเอาเลยนะสะหลุดเลยเอาไปทำไม่อยู่หรอ你要坏了 အမေကကောင်းလား ကောင်းလားကောင်းတယ်ဘယ်ကြောင့်လဲဝါဒီတော့လေးလည်းတော့မသားလည်းတော့ တခါစီအိမ်ချက်တဲ့ကြီးစားတာညီငွေလာတဲ့အခါမျိုးကြာဒီလိုဖက်တမင်းမျိုးလေးဝယ်စားကြည့်ရမ်းစားကောင်းပါလေ ဟုတ်ပါလေ မင်းတို့ ကျော်လို့ ဟိုတယ်ဝိုင်း到底在够了哎够有那么一种能量ဒီအမေသားတို့မသိ 他妹子在讲ဟုတ်လားတသားနည်းနည်းညာတသားနည်းနည်းလေးတာလေးပါ 我们闭门的。ဘာဖြစ်ထားစရာမလိုသူရတာလေဘာလို့ဆက်လဲတော့မသိဘူးထုံနဲ့အဲ့ရတာထုံတော့
ပြီးပါပြီ ဟုတ်ပါလေ ကုန်ရမယ် ဒီနေ့တော့ဒီလောက်ပါပဲရှင်နောက်ထပ်ဗီဒီယိုတွေမှာလည်းတင်လက်တင်ပေးကြမယ်နော် ကိုကလာဘေးကိုလည်း like and subscribe လုပ်ဖို့တက်လို့မေးကြတယ်နော်အားလုံးပဲစားပါရှင်